လူတံမိုးဆိုတာသူ့တပားကိုမထိခိုက်စေပဲမိမိကိုယ်တိုင်လည်းအေးချမ်းအောင်နေတတ်ခြင်းပါပဲတဲ့ပညာတွေဘလောက်ပဲတက်တက်ပစ္စည်းဥစ္စာတွေဘလောက်ပဲချမ်းသာကိုချင်းတီလာမရှင်အဲ့လူဟာလောကကြီးအတွက်အသုံးမဝင်ဘူးတဲ့လူတယောက်ရဲ့တန်မိုးကိုပစ္စည်းဥစ္စာစီးစိမ်နေဂုဏ်ရှိန်နေနဲ့မတိုင်းတာပဲစိတ်ဓာတ်နဲ့အပြုမှုပေါ်မှာပဲမူတည်တယ်လို့ပါကျုပ်ဆရာတော်ဘုရားကြီးကဟောဘူးတဲ့ဒီရက်ပိုင်းပါကျုပ်ဆရာတော်ဘုရားကြီးရဲ့တရားတွေနားတယ်သူပြောထားတဲ့အဲ့လိုကွိုက်စာသားလေးတွေလိုက်ဖက်ဖြစ်တယ်အဲ့ဒါကြီးကြောင့်ပဲထင်တယ်ကျွန်တော်ကိုယ်တိုင်ငြိမ်းချမ်းလာတယ်လို့ခံစားရတယ်ဘာသာရေးအရမကြည့်ပဲနဲ့ကို personal feeling ရပြောရမယ်ဆိုရင်လေစိတ်ထားတက်လာတော့လေစိတ်ချမ်းသာတာပေါ့နော်နေရတာအရန်စိတ်အေးချမ်းတယ်မဖြစ်နိုင်တဲ့အရာတွေအရန်မမျော်လင့်မိတာမျိုးဒေါသထွက်အောင်စိတ်ဆိုးအောင်လာလုပ်တဲ့အခါကျရင်ချက်ချင်းကြီးဒေါသထွက်လိုက်တဲ့စိတ်ခံစားချက်အတိုင်းမတုံ့ပြန်မိတာမျိုးပေါ့နော်အဲ့လိုမျိုးတွေစိတ်တည်ငြိမ်လာတယ်ပုံမှန်ဆိုရင်ကျွန်တော်ကစိတ်အယမ်းမြန်တဲ့လူတွေမှာပါတယ် reply အယမ်းမြန်တယ်တုံ့ပြန်တာအယမ်းမြန်တယ်ကိုမကြိုက်တာတခုခုကိုကိုလာလုပ်တဲ့အခါကျရင်ပို့ပြီးတော့မြန်သေးတယ်တုံ့ပြန်မှုကလေအသက်ကြီးလာတာရဲ့အခုလိုမျိုးပါကျုပ်ဆရာတော်ဘုရားကြီးတရားကြီးနားထောင်လာတာစာအပတ်များလာတဲ့ယောက်ျောက်ထင်တယ်ဒီအပိုင်းတော့ကျွန်တော်တော်တော်လေးစိတ်ငြိမ်းချမ်းနေတယ်နေလို့ထိုင်လို့လည်းကောင်းတယ်အဲ့ဒါကြောင့်မို့ကျွန်တော်စိတ်ကိုငြိမ်းချမ်းစေတဲ့အရာလေးတွေနဲ့ကျွန်တော်ပြုပြင်နိုင်ခဲ့တဲ့အရာလေးတွေကိုဒီရက်ပိုင်းမှာ daily blog လေးနဲ့တွဲပြီးတော့မျှဝေပေးနေတာပါကျွန်တော်လိုပဲတခြားလူတွေလည်းတဦးတစ်ယောက်လောက်ငြိမ်းချမ်းသွားရင်လည်းကျွန်တော်တို့အကျိုးရှိတာပေါ့နော် bye daily blog လေးတွေနဲ့ lifestyle video လေးတွေကိုကျွန်တော်ရဲ့အခု wine official ဆိုတဲ့အကောင့်မှာတင်ပေးမှာဖြစ်ပြီးတော့ gain effect လေးတွေစိတ်ဝင်စားရဲဆိုရင်တော့ wine live ဖြစ်ဖို့လာခဲ့နော်